ဒီတစ်ခေါက်မှာတော့ရှေ့ခက်ကအရန်ကိုအရေးပါရဲ့စကားဝိုင်းတစ်ခုကိုပြန်ပြီးလေ့လာကြည့်ကြရအောင်ဒီစကားဝိုင်းကပင်ပကမြင်နိုင်တဲ့အကျင့်တွေနဲ့အတွင်းစိတ်ရဲ့အမှန်တရားကြားကကွာခြားချက်ကိုဘလို့မိမောင်းထိုးပြခဲ့တယ်လဲဆိုတာကြည့်ကြရမှာပါဇလန်ကဒီလိုစပါတယ်ကတ္တပဆိုတဲ့ရတိတဘွားကမြဗုဒ္ဓစီကိုတန်တမတ်မတ်ရောက်လာပြီးတော့အပြင်မှာပြတ်နေတဲ့ကောလာဟလာတစ်ခုနဲ့ပတ်သက်ပြီးတိုက်ရိုက်စကား challenge လုပ်တာပေါ့ဆိုတော့ဒီဆွဲချက်ကနေအဓိကမိကိုတစ်ခုထွက်လာတာပေါ့မြတ်ဗုဒ္ဓကတကယ်ပဲကိုညင်းဆဲတဲ့အကျင့်အလုံးကိုစန့်ကျင်နေတာလားဆိုတဲ့မိကုန်းပါဒီကနေ့စာပြီးအရာစိတ်ဝင်စားဖို့ကောင်းတဲ့ရှင်းလင်းချက်တစ်ခုထွက်ပေါ်လာတော့မှာဖြစ်ပါတယ်အဲ့ဒီတော့မြတ်ဗုဒ္ဓကဟုတ်တယ်မဟုတ်ဘူးလို့တတ်မဖြေဘူးအဲ့ဒီအစားဒီအငင်းခုံတစ်ခုလုံးရဲ့ရှုထောင့်ကိုပြောင်းပစ်လိုက်တယ်အရေးကြီးတာကဘာလို့နေလဲဆိုတာထက်အဲ့ဒီလောက်ရကနေဘာအကျိုးရလာထွက်လာလဲဆိုတာပဲတဲ့ဒီနေရာမှာအရင်စိတ်ဝင်စားဖို့ကောင်းတာကမြတ်ဗုဒ္ဓရဲ့အမြင်ကဘလောက်ထိတိမ်မွေးလဲဆိုတာပဲသူကဘာပြောလဲဆိုတော့အကျင့်တစ်ခုတည်းကိုပဲလောက်တာတော့တယောက်ကကောင်းတဲ့ပုံကိုရောက်သွားနိုင်တယ်နောက်တစ်ယောက်ကမကောင်းတဲ့ပုံကိုရောက်သွားနိုင်တယ်အဲ့ဒီတော့အားလုံးကိုထိန်းကျုံပြီးဒါကမကောင်းဘူးလို့ပြောလို့မရဘူးယုတ်တိမရှိဘူးပေါ့ပြီးတော့မြတ်ဗုဒ္ဓကဒီစကားဝိုင်းကိုအယံပါနန်းစွာနဲ့လမ်းကြောင်းလွှဲလိုက်တယ်အငင်းကွာနေမယ့်အစားနှစ်ယောက်လုံးတဘောတူနိုင်မယ့်အချက်တစ်ခုကိုရှားဖို့ကြိုးစားလိုက်ပါတယ်သူအဆိုပြုလိုက်တဲ့နီလန်ကအယံရှင်းပြီးလက်တွေ့ကြတယ်ဘယ်လိုလဲဆိုတော့ကဲကျွန်တော်တို့သဘောမတူတာတွေခဏထားနှစ်ယောက်လုံးဒါကတော့အကုသိုလ်ပဲလို့လက်ခံနေရတယ်ကုသိုလ်ပဲလို့လက်ခံနေရတယ်ကိုအရင်လုံးသတ်မှတ်ကြမယ်ပြီးမှဘသူအဖွဲ့အစည်းကအကုသိုလ်ကိုတကယ်စွန့်ပြီးကုသိုလ်ကိုတကယ်ပွားများနေလဲဆိုကြည့်ကြတာပေါ့ဆိုပြီးစင်ခေါ်လိုက်တာပါအဲ့ဒီလိုစင်ခေါ်လိုက်တဲ့အခါမှာတော့ကတ္တပဖက်ကလည်းပြန်တုံ့ပြန်ပါတယ်သူတို့ရဲ့အစင်အလာမှာအမြဲမြတ်ဆုံးလို့သတ်မှတ်ထားတဲ့အကျင့်တွေကိုတစ်ခုချင်းစီစပြီးပြောပြတော့တာပေါ့ဒီမှာကြည့်လိုက်ရင်အဝတ်မဝတ်ပဲနေတာတို့လက်ခိုရက်ပြီးတန်စင်တာတို့စူးရီပေါ်မှာအိတ်တာတို့ဒါဒီအားလုံးကအဲ့ဒီခေတ်အခါကတော့သူတို့ရဲ့စိတ်သက်ခိုင်မာမှုကိုပြဖို့လုပ်ခဲ့အတော်လေးပြင်းထန်တဲ့ဒုခရစီလီယာအချင်းတွေကနမူနာတွေပေါ့ဒါပေမဲ့မစ်ကရှိလာတာကဒီလိုအပြင်ပန်းမှာခက်ခဲကြမ်းတမ်းလာပါတယ်ဆိုတဲ့အချင်းတွေကပဲမြင့်မြတ်တဲ့ဘဝတစ်ခုရဲ့တကယ်စံနှုန်းအစစ်မှန်ဟုတ်ရဲ့လားဒါကပဲဒီတရားတစ်ခုလုံးရဲ့အဓိကအချက်အချာကျတဲ့မေခွန်းဖြစ်လာပါတယ်အဲ့ဒီမေခွန်းကိုဖြေဖို့တဲ့မြတ်ဗုဒ္ဓကသူ့ရဲ့လမ်းစဉ်ကိုထုတ်ပြပါတော့တယ်အာယုံဆိုင်မှုကိုခန္ဓာကိုယ်ရဲ့ပြင်ပဒုက္ခကနေအတွင်းစိတ်ရဲ့ကြင်ကြံမှုစီကိုလုံးဝပြောင်းပြလိုက်ပါတယ်အဲ့ဒါကပါလဲဆိုတော့သုံးဆင့်ရှိတဲ့အတွင်းပိုင်းလေ့ကျင့်မှုပါပဲပထမဆုံးကသီလကိုနှုတ်အသက်မွေးဝမ်းကြောင်းမှာစင်ကြယ်အောင်နေမယ်ဒုတိယအဆင့်ကတမာတိစိတ်ကိုတည်ငြိမ်အောင်ငြင်းအေးအောင်လေ့ကျင့်မယ်နောက်ဆုံးတတိယအဆင့်ကတော့ပညာလောကရဲ့အမှန်တရားကိုထိုးထွင်းသိမြင်တဲ့အချီဉာဏ်ကိုပွားများရမှာပါဒါကရုပ်ပိုင်းဆိုင်ရာခက်ခဲမှုထက်အများကြီးပေါ်နှဆိုင်တဲ့လမ်းစဉ်တစ်ခုပေါ့ဆိုတော့အဓိကပြောချင်တဲ့အချက်ကရှင်းရှင်းလေးပဲအခုနကပြောခဲ့တဲ့သီလတမာတိပညာဆိုတဲ့အတွေးမိုင်းလေ့ကျင့်မှုလေးမပါဘဲနဲ့တော့ဘလို့ပဲပြင်ပအချင်းလေးချင်းအစုံမှာတော့အနိတ္တရာမရှိဘူးအခွင့်အသက်ပဲဖြစ်သွားမယ်ဆိုတာပါပဲဒီနေရာမှာမြတ်ဗုဒ္ဓရဲ့ရှင်းပြချက်ကအရန်ထိမိတယ်ပြင်ပအကျင့်တွေဥပမာကိုညင်းဆဲတာမျိုးကိုအိမ်ရှင်မတယောက်တူထားတမိအိမ်ဖော်မလေးတောင်လုံနိုင်တယ်တဲ့ဒါပေမဲ့အတွင်းစိတ်ကိုပြိုးထောင်တဲ့အကျင့်ကတော့အင်တန်ခက်ခဲတယ်ဒါကြောင့်မလို့ဒီမြင့်မြတ်တဲ့ဘဝလမ်းစဉ်ဟာတကယ်ခက်ခဲတယ်လို့ပြောရတာဆိုပြီးရှင်းပြလိုက်တာပါတကယ်တမ်းစိတ်ကိုလေ့ကျင့်တာကမှအစစ်မှန်စင်ခေါ်မှုကြီးဖြစ်နေရကိုအဲ့ဒီလိုသူ့ရဲ့အမြင်သူ့ရဲ့လမ်းစဉ်ကိုရှင်းရှင်းလင်းလင်းတင်ပြပြီးတဲ့နောက်မှာတော့မြတ်ဗုဒ္ဓကအယံကိုယုံကြည်မှုအပြည့်နဲ့တုံဆိုင်ခြင်းမရှိတဲ့ကြီးညာချက်ကြီးတွေကိုစက်တိုက်ဆို့သူလိုပဲထုတ်ပြန်ပါတော့တယ်ပထမဆုံးအနေနဲ့သီလနဲ့ပတ်သက်ပြီးကြေညာတယ်ဒီအမြင့်ဆုံးသီလနယ်ပယ်မှာငါနဲ့တန်းသူရှိတဲ့သူတောင်ငါမမြင်ဘူးငါထက်ထားတဲ့သူဆိုတာတော့ပြောစရာတော့မလိုဘူးတဲ့ဆိုလိုတာကရုပ်ပိုင်းဆိုင်ရာခန္ဓာရည်မှာမဟုတ်ပဲကျင့်ဝတ်ပိုင်းဆိုင်ရာစင်ကြယ်မှုမှာသူ့ကိုဘယ်သူမှမမြင်ဘူးလို့အခိုင်အမာပြောလိုက်တာပါသီလတစ်ခုတည်းလားဆိုတော့မဟုတ်သေးဘူးအမျက်ဆုံးပညာနယ်ပယ်မှာရောအမျက်ဆုံးလွတ်မြောက်မှုနယ်ပယ်မှာရောငါနဲ့တန်းတူဖြစ်သူတောင်ငါမမြင်တာလွန်သူကိုဆိုခွင့်မရှိဆိုပြီးစက်ကြေညာခဲ့တယ်အဲ့လိုယုံကြည်မှုအပြည့်နဲ့ကြေညာတာဟောပဲချင်းစိတ်လို့ကျွန်းဝါဆန်လို့တင်စားခေါ်ကြတာပေါ့ဒါဟာအတွင်းစိတ်ရဲ့လမ်းစဉ်ကသာအမျက်ဆုံးဖြစ်ကြောင်းအတိအလင်းအတီးပြုတ်လိုက်တာပဲဖြစ်ပါတယ်ဒီလောက်ထိယူတီချာစွမ်းအပြည့်နဲ့ရှင်းပြလိုက်တဲ့အခါမှာဘာဆက်ဖြစ်မလဲကတ္တဗဟာသူ့ရဲ့အရင်ကစွဲကင်ထားတဲ့အယူဆတွေကိုချက်ချင်းပဲဆွန့်လွတ်လိုက်ပြီးမြတ်ဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူခွင့်တောင်းခံရပါတော့တယ်ဒါ
ဒါကမြတ်ဗုဒ္ဓရဲ့တရားတော်စွမ်းအားဘယ်လောက်ကြီးမားတယ်ဆိုတာကိုပြလိုက်တာပါပဲ ခဲဒီတော့ဒီရှင်းဟောင်းစကားဝိုင်းကြီးကလည်းကျွန်တော်တို့အတွက်စဉ်းစားစရာမိကုံးကြီးတစ်ခုကြံခဲ့ပါတယ်တကယ်တိုးတက်မှုတကယ်မြင့်မြတ်မှုဆိုတာကိုဘာနဲ့တိုင်တာမှလဲလူတွေမြင်နိုင်တဲ့ပင်ပအတွင်ပင်နဲ့လားဒါမှမဟုတ်ကိုယ်လိုက်ပဲထိနိုင်တဲ့အတွင်းစိတ်ရဲ့ပြောင်းလဲမှုနဲ့လားဒါကတော့အခုချိန်ထိအဖြေရှာတော့ကောင်းနေတုံးစစ်တဲ့မိကုံးတစ်ခုပါပဲ